ဟာမနဲ့တောင်ရောက်နေပြီကွာပြေးလိုက်တာငါဘာလို့ရမှာလဲမသိဘူးကွာမနဲ့စောစောစီးစီးထားပြီးဘာလို့လို့ပါလဲကြရမှန်းမသိဘူးဟာဒီနေ့ကလည်းဘူဘူရဲ့မိနီရဲ့အကြောင်းလိုက်ပို့ထားတာဆိုတော့ငါပြေးနေပြီကွာအဲ့တော့ကျော်ကြီးနဲ့ခီးဆိုင်သွားရင်ကောင်းမလားโอเคဦးလေးဂျန်ကတ်တို့အိမ်မှာသွားပြီးတော့မုံလေးပါလီသွားဆိုင်ရင်ကောင်းမလားဘာလို့ရင်ကောင်းမလဲဒါမှမဟုတ်အောင်တဲ့နဲ့လမ်းလျှောက်ထွက်ရင်ကောင်းတယ်တော်ပါကွာအောင်တဲ့နဲ့လမ်းလျှောက်ထွက်တော့ကျော်ကြီးနဲ့ဂိမ်းဆိုင်ပဲသွားတော့မယ်ကွာအဲ့တော့ငါကျော်ကြီးတို့အိမ်ကိုသွားလိုက်အောင်မယ်โอเคအဲ့တော့ငါတို့ကျော်ကြီးတို့အိမ်ကိုသွားမယ်ကားမဆက်ကျွန်တော်ဗီဒီယိုလေးကို like and subscribe နေပြီးတော့ဘေးနာခေါင်းလုံးလေးကိုလည်းနှိပ်ပေးသွားကြပါအောင်နော်ပရာသာတို့ကဘာမှမဟုတ်ဘူးပဲကျွန်တော်တို့တို့ကတော့အရန်ကိုတမိုးကြီးလိုပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်โอเคအဲ့တော့ငါတို့ကျော်ကြီးတို့အိမ်သွားမယ်ကျောင်းသားတွေကျောင်းနောက်ကြတို့ပြေးနေကြတယ်လို့ဘရိုလာမယ်ငါတို့ကျော်ကြီးပြောပြီးဆိုရင်လည်းကျော်ကြီးတို့ကိုရောက်နေပြီကျော်ကြီးရှိလာတော့မသိဘူးငါသွားပြောလိုက်အောင်မယ်ရောကျော်ကြီးတော့ကတော့ရှိလာမင်းဟာဒီကောင်အတန်းလည်းမကြပါလားကွာရှိလည်းမရှိတော့တကားပေါက်ကြီးကလည်းပွေနေတာဒီကောင်ဘယ်ရောက်နေလဲမသိဘူးအဲခန်းထဲမှာလည်းမရှိဘူးကွာကျော်ကြီးကโอเคအဲ့တော့ဒီရေချိုးနေလားရေချိုးခန်းထဲမှာလည်းမရှိပါဘူးတေချာကြည့်အောင်ဝင်ကြည့်လိုက်အောင်မယ်ဒီရေချိုးခန်းထဲမှာလည်းမရှိဘူးကွာကျော်ကြီးကအိမ်နာတက်နာလားโอเคသွားကြည့်လိုက်အောင်မယ်အိမ်နာထဲမှာလည်းမရှိဘူးအဲ့ကောင်ဘယ်နာရောက်နေတာသူခန်းထဲမှာလည်းမရှိဘူးညာအဲ့ကောင်ဘယ်နာပုံနေရလဲလို့အဲ့ကောင်မရှိရင်ငါတယောက်တည်းဂိမ်းနိုင်သွားတော့မှာဘရိုโอเคငါဂိမ်းနိုင်မသွားခင်ဦးလေးဂျန်ကတ်တို့အိမ်ကိုသွားရင်ကောင်းမလားဟုတ်လေဦးလေးဂျန်ကတ်တို့အိမ်ကိုသွားကြည့်လိုက်မယ်ကွာလားโอเคလေငါတို့ဦးလေးဂျန်ကတ်တို့အိမ်သွားမယ်ကွာလားဦးလေးဂျန်ကတ်တို့အိမ်နဲ့ကျော်ကြီးတို့အိမ်နဲ့ကနီးနီးလေးကွာအဲ့တော့ဒီဘောကလေသွားလို့ရတယ်မြန်လေးငါဒီဘောကလေတက်ပြီးသွားလို့ရလားမသိဘူးအာမလေးပြပြုတ်ကြတယ်ဟာလာအဲ့ပြန်တက်မယ်အဲ့လိုလေအာပြုတ်ကြပြီလို့ဘရိုဟောမလေးပြတပည့်ငါလည်းလမ်းရှိနေတာကွာမေ့နေတာငါတို့ဦးလေးချန်ကတ်တို့ရင်သွားမယ်ကွာဦးလေးချန်ကတ်တို့ရင်ကဘယ်တော့မသိဘူးဩငါမမီဟာအိမ်နေကြောကုန်ပြီကွာဦးလေးချန်ကတ်တို့ရင်ဦးလေးရောရှိလားမသိဘူးကွာသွားကြည့်လိုက်အောင်အဲ့ဒီမှာကွာဦးလေးချန်ကတ်တို့ရင်ကရှိချင်းလောက်ပါတယ်ကွာဦးလေးချန်ကတ်ကတော့โอเคဟာဦးလေးချန်ကတ်ဘယ်ရောက်လာတော့မသိဘူးကွာအပေါက်ကြီးကလည်းပိတ်ထားသေးတယ်အကုန်လုံးပိတ်ထားတယ်ကွာတကားပေါက်ကလည်းတောက်ခတ်ထားသေးတယ်ဦးလေးချန်ကကိုဖုန်းဆက်တယ်အဲ့လိုဦးလေးချန်ကဘာလုပ်နေလဲအိမ်မှာလည်းလူမရှိလို့ငါရွာပြန်သွားတော့တော်တော်ရှိလေကွာမင်းမူးနော်လားဟုတ်ကဲ့ပါအဲ့ဒါပဲလေအေးဟာပြင်းလိုက်တော့ကွာဦးလေးချန်ကတို့အိမ်မှာလည်းဦးလေးကရွာပြန်သွားတလားလောက်ရှိပြီတဲ့ဟိုအဲ့တော့ငါတို့ဘာလုပ်ရင်ကောင်းမလဲကွာပြင်းလိုက်တာငါဂိမ်းဆိုင်မသွားတော့ကွာတယောက်တည်းဒါနဲ့ငါတွင်းမိရတခုရှိရကွာဘာလဲဆိုတော့ဒီဆိုင်မသွားဘဲနဲ့ဒီမျိုးကြီးကိုပြည့်စည်ပြမှာကွာလားโอเคသွားမယ်ကွာဒီမျိုးကြီးကိုပြည့်စည်ပြမယ်ဒါရောငါကားတွေကိုလေမြောက်ဝန်းနေလိုက်တူမယ်โอเคအဲ့တော့ငါတို့ပါဝါရင်းညာအနီအောင်ရဲ့ဆိုင်ကိုငါတို့သွားခိုးမယ်ကွာလားโอเคငါပါဝါရင်းညာအနီကောင်ရဲ့ဆိုင်ကိုငါတို့သွားခိုးလိုက်အောင်မယ်ခဏလေးသွားမယ်နော်ဘရိုကျွန်တော်သွားပြီနော်ပါဝါရင်းညာအနီကောင်ရဲ့ဆိုင်ကိုသွားခိုးဖို့ငါတို့ကျွန်တော်တို့သွားပြီโอเคအဲ့ဒါနဲ့ပြောရင်းဆိုရင်းနဲ့တော့ရောက်လာပြီပါဝါရင်းညာနီအောင်တို့အိကိုတော့ရောက်လာပြီကွာโอเคအဲ့တော့ငါဒီဆိုင်ကကြီးကိုအမြန်ဆုံးဟိုးပါလိုက်တော့မယ်ကွာလာငါဆိုင်ကပြီးကြမှာလာယူလဲတော့မယ်ကွာဟာငါလမ်းတွေ့တဲ့ဟာတွေကုန်လို့ငါဖြက်စီးသွားတော့မယ်ကွာဟာဟိုငါဒီကားရှေ့မှာကားတစ်စီးတွေ့ကွာအဲ့ဒါမြောင်ပြုံးနဲ့လိုက်ပြโอเคပြေးငါရှိရဘေကားလာအောင်မလဲဟာဟိုမှာခွေးဘလူးလေးစီးပဲဒါလေးပြေးပဲကွာလာဟာဒီကမထီသေးဘူးကတော့အချောင်းတိုင်းကျွဲနေတာကွာလာမင်းဆိုတဲ့ကောင်ကျုံးမှာလာတော်တော်မင်းအချောင်းကောင်းလို့နာပဲကွာမင်းတော်တော်အချောင်းကောင်းနေတာပဲမင်းတော်တော်လေးကိုအချောင်းကောင်းရမှာလားဟမ်ညမင်းထီသွားပြီမလားကွာဟာလာမင်းရော့ကွာအမငါဝင်လိုက်တယ်ကွာကျင်းရလားကျင်းနေလဲသေးလိုက်โอเคရော့ဟာငါလဲကွာဘာလျှောက်ပြေးတာတော့မသိဘူးโอเคရော့အမေဟိုကောင်မောက်ပြေကောင်းမောက်ပြအေးအမေထီရအဲ့ကောင်မှတွေးလည်းမရောဘူးကွာဘာတော့ဟာဒီကောင်မကတော့โอเคပြေးတာဟာရောကားကြီးချိုင်သွားရောကားကြီးဘုံနေတဲ့တီကချိုင်သွားရောကားကြီးဘုံနေတဲ့တီကကြိုက်သွားပြီโอเคဒီအနဲ့အောင်ရာကူစားဂိုင်းတွေကိုငါကျုံးရကွာလာဟာအနဲ့အောင်ရာကူစားဂိုင်းတွေနှစ်ယောက်ကိုအရင်ကျုံးနေမယ်โอเคစတိုက်ပြေအဲဒီကောင်နေရှော့ဝိုင်းနေမှာဒီနေ့ရှော့ဝိုင်းခုနိုင်တယ်ဘရိုခုနိုင်ပါလို့โอเคနောက်တော့ငါဒီထဲကိုရောက်လာပြီကွာ
โอเคတော့ပြေးပြေးတာအဲမွေမနဲ့ပြေးတာဘရိုဟာစကွရီနေပါစလိုးကုန်ပြီလို့စကွရီနေပါစလိုးကုန်ပြီလို့ဘရိုလောက်ကြပါအောင်စကွရီနေပါစလိုးကုန်ပြီလို့โอเคရတော့မှာโอเคတော်သေးလို့ရသွားတာပါလို့ဘရိုဟလာငါမင်းတို့ကောင်းနေဆိုင်ငယ်နဲ့ဝင်တိုင်းမှာကွာငါတွေးဖို့မျောတာကွာဘရိုလာမင်းတို့ကသူမင်းတို့ရှော့သွားဘာလို့ကိုထုံးပြီးတော့ရှော့နေပြီကွာတော်မင်းတို့မြန်သွားပါတော့ဟာဖယ်ကြပါတော့ဟာခုထိလည်းမရှော့နိုင်သေးဘူးမင်းတို့ကောင်းလေးတော်အသက်ပြင်းတဲ့ကောင်တွေပဲကွာလာအကုန်ရှော့ပါပြီတော့လာငါဒီထက်ကကောင်တွေကိုတွားကျုံးပဲကွာအမလေးပြချော်ထွက်ကုန်ပြီထားလိုက်ပါတော့ကွာကျုံးပြီတော့သွားထားလိုက်တော့ငါပြင်မဲ့ပဲမြန်ထွက်လိုက်တော့မှာကွာပြင်းလိုက်တာမျိုးကြီးကိုပြက်စီးတော့ငါအားမရသေးဘူးကွာဒါပေမဲ့လည်းဗီဒီယိုကတော့ရှင်းနေပြီတော့ဒီလောက်ပဲနော်ဗီဒီယိုလေးကတော့ကျွန်တော်ဗီဒီယိုလေးကဒီလောက်ပါပဲအစားဆုံးကြည့်အားပေးတဲ့ viewer တွေအားလုံးကိုလည်းဒီကလေးပြီးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ bye bye